အားလုံးမင်္ဂလာပါနော်အခုကျွန်တော်အားလုံးအောင်မြင်ဖို့ဆိုတာကိုယ်ပိုင်ပညာမရှိဘဲနဲ့အောင်မြင်လို့မရဘူးဒါကြောင့်မို့ပညာလို့ချင်လို့ရှိရင်ဘာလို့ရမလဲလို့မိကုံကရှိနေပညာလို့ရှင်လို့ရှိရင်ပညာရရှိတဲ့ပုံစံကောင်း၃မျိုးရှိတယ်ဗျပထမပုံစံကဘာလဲလို့ပြောရင်သူများပြောတာကိုအောင်မြင်တဲ့သူတွေပြောတာကိုချမ်းသာတဲ့သူတွေပြောတာကိုနောက်ထောင်ခြင်းအဖြစ်ပညာရှိတွေပြောတာကိုနောက်ထောင်ခြင်းအဖြစ်သူကအသိပညာကောင်းတွေရမယ်တတ်ပညာတွေရမယ်ပြီးရင်မိမိရဲ့ဘဝထက်မှာဒီပညာကိုလာပြောပုံချမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာအောင်မှာဖြစ်တယ်နောက်ထပ်ပြီးတော့ပညာရမှာကဘာလဲလို့ထားတွေ့ရင်ကျွန်တော်အားလုံးစာဖတ်ခြင်းပဲဗျစာတွေဖတ်ခြင်းအဖြစ်စာပေကျမ်းဂန်ထဲမှာစာပေစာအုပ်ထဲမှာဒီမှာနိုင်ငံတွေအားလုံးကချက်ပြထားတဲ့စီးပွားရေးပညာတွေရှိမယ်ကိုယ်နိုင်ငံမှာရှိတဲ့စီးပွားရေးဘာသာပြန်တွေရှိမယ်စီးပွားလုပ်ငန်းရှင်တွေအားလုံးရေးထားတဲ့စာအုပ်တွေရှိမယ်ဒီစာအုပ်စာတမ်းတွေအားလုံးကိုစီးပွားလောကမှာအောင်မြင်ခြင်းတွေအားလုံးကဖတ်ရှုမှဆိုရင်အသိပညာတိုးတက်လာမယ်တတ်ပညာတွေဖြစ်ပေါ်လာမယ်ပြီးရင်အတွေ့အကြုံတွေထားပြီးတော့ရလာလို့ရှိရင်ကိုဟာကိုယ့်ရဲ့ဘဝအတွက်အောင်မြင်မှုကိုဖန်တီးနေသူဖြစ်သွားမှသိချတယ်နောက်တစ်ခုပညာရကြောင်းတစ်ခုကသင်တန်းတက်ခြင်းပဲဗျမိကိုယ်တွေကသင်တန်းကိုအားရပါရတက်မယ်ဆိုရင်ဒီနေ့ကိုတနာရီတန်သည်ဒီနေ့ကို2နာရီတန်သည်ကိုဘဝအတွက်အရေးကြီးတဲ့သင်တန်းတွေအားလုံးကိုတက်ပြီးတော့လုပ်မယ်ဆိုရင်တော့ဘယ်သူမဆိုပညာရမှာဖြစ်တယ်တကယ်လို့ပညာသာရမယ်ဆိုရင်ဘယ်သူရဲ့လက်အောက်မှာမှကိုနေစရာမလိုဘယ်လူရဲ့လက်ညှိုးအောက်မှာမှကိုယ့်ရဲ့ဘဝသွားပြီးတော့အလုပ်လုပ်စရာမလိုတော့ဒါကြောင့်မို့ယူရိုအားလုံးရဲ့နာပြမျိုးတွေအားလုံးဆွေမျိုးတွေအားလုံးကိုကျွန်တော်ကတော့ချစ်တယ်ချစ်လို့လဲအခုလိုပဲအောင်မြင်ဘဝနဲ့ပတ်သက်ပြီးတော့အောင်မြင်နဲ့ပတ်သက်ပြီးတော့ပညာတွေကိုသင်ကြားဖို့ပညာမရှိရင်လူဘဝမှာအင်မတန်မှအနေရောက်ခဲ့ပါတယ်ဒါကြောင့်မို့ပညာသင်ပါပညာသင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုပညာရှင်ဖြစ်အောင်လုပ်ပါပညာရှင်ဖြစ်ပြီးတော့ပညာနဲ့ဘဝကိုအောင်မြင်အောင်ပြည့်စုံကြဖို့တိုက်တွန်းနှုတ်ဆွေးနေဆုတင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါ